နေခဲ့ရသင်မျိုးရွာ၌နောင်လာနောက်တာရှင်လူများတို့ရွှင်အားရရတဖွာဘွားနဲ့ပြောပလောက်အောင်ဤလူပေါင်းဝဲစွမ်းဆောင်ရည်မှုတစ်ခုခုသင်ပြုသည်နီပြုသည်နီသင်ဤသမိုင်းမယိုင်းစေရန်လူပြည်ကအပြန်သင်ဘာတွေကိုချမ်းငယ်မှလဲစင်